Grade 12 Physics Chapter 3 Session 1 Exercise 3.1 ကိုလေ့လာပါမယ်။ပုံနှိပ်စာအုပ်စာမျက်နှာ24က Revision Number 1မှာ Is motor car brake oil compressible or non-compressible? Motor car brake စီက compressible ဖိညှစ်လို့ရတဲ့အရည်မျိုးလား non-compressible ဖိညှစ်လို့မရတဲ့အရည်မျိုးလားဆိုတော့အရည်ကဖိညှစ်လို့မရပါဘူး non-compressible. Number 2မှာ are gases compressible or non-compressible? ဓာတ်ငွေ့တွေကဖိလို့ရသလားမရဘူးလားလို့မေးတယ်။ဓာတ်ငွေ့တွေကဖိလို့ရပါတယ်။ Revision number 3မှာ what is the difference ခြားနားချက်ကဘာတွေလဲ between laminar flow and turbulent flow? Laminar flow နဲ့ turbulent flow တို့ရဲ့ခြားနားချက်တွေကဘာတွေလဲတစ်ဖက်မှာ laminar flow ကိုရေးပါမယ်နောက်တစ်ဖက်မှာ turbulent flow ကိုရေးပါမယ် laminar flow ဘက်မှာ fluid particles အဲ့ဒီအငွေ့သို့မဟုတ်အရည်ထဲမှာရှိတဲ့အမှုန်ကလေးတွေသည် are moving steady in smooth parts in layer moving steady ပုံမှန်ရွေ့ရှားတယ် in smooth path ချောမွေ့တဲ့လမ်းကြောင်းတွေအတိုင်း in layers သူ့ layer နဲ့သူသွားတယ် turbulent flow ဘက်မှာ path of the fluid particles are irregular fluid particle အငွေ့အရည်တွေကအမှုန်တွေရဲ့သွားလာမှုကပုံမှန်မဟုတ်ဘူးဆိုလိုချင်တာက laminar မှာလိုမျိုးသူ့အလွှာနဲ့သူလည်းမဟုတ်ဘူးသူ့လမ်းကြောင်းနဲ့သူလည်းမဟုတ်ဘူးပုံမှန်လည်းမဟုတ်ဘူးမြန်ချင်းမြန်နှေးချင်းနေဟိုရောဒီရော laminar flow ဘက်မှာ each layer moving smoothly past the adjacent layers with no missing layer တစ်ခုချင်းစီကဘေးနာက layer ကိုသွားမရောဘဲနဲ့သူ့ဟာသူချောမွေ့မွေ့ဖြတ်စီးသွားတယ် turbulent flow ဘက်မှာတော့ the direction is always changing သူတို့ရဲ့ဥတီဘက်ကအမြဲတမ်းပြောင်းနေတယ် or whirling ကွေ့ဝိုက်ပြီးတော့လေပတ်နေတာလည်းရှိတယ် laminar flow ဘက်မှာ streamlines do not cross each other စီးချောင်းတွေကတစ်ခုကိုတစ်ခုဖြတ်မသွားဘူး turbulent flow ဘက်မှာ streamlines cross each other စီးချောင်းတွေကတစ်ခုကိုတစ်ခုဖြတ်သွားတယ် laminar flow ဘက်မှာ every fluid particle arriving at a given point has the same velocity နေရာတနေရာကိုရောက်လာတဲ့ particle တစ်ခုချင်းစီရဲ့ velocity တွေတူကြတယ် turbulent flow ဘက်မှာတော့ the speed of the fluid at a point အမှတ်တနေရာမှာရှိသောအငွေ့အရည်ရဲ့ speed အမြန်နှုန်းသည် is continuously undergoing changes အမြဲတမ်းလို့ပြောင်းနေတယ် in both magnitude ပမာဏလည်းပြောင်းနေ direction လည်းပြောင်း revision number 4မှာ at a river junction မြစ်ဆုံတစ်ခုမှာ water streams are whirling ရေစီးကြောင်းတွေကကွေ့ဝိုက်ပြီးတော့ဝဲကရက်ထနေတယ် is this laminar or turbulent အဲ့ဒါကအလွှာလိုက်စီးမျောမှုလားကရက်ထစီးမျောမှုလားဆိုရင်သူမိကွန်းထဲမှာစပါနေတယ် whirling ဒါကြောင့်မလို့ turbulent ကရက်ထစီးမျောမှုဖြစ်ပါတယ်